ခေါ်ဆိုသောဖုန်းနံပါတ်မှာမှားယွင်းနေပါတယ်မင်္ဂလာပါ iPhone 16 Pro Max အသစ်တွေမှာပါလာတဲ့ speaker ချို့ယွင်းနေမှုအကြောင်းကိုဒီ content မှာမျှဝေမှာဖြစ်ပါတယ် Factory fault ရဲ့အဓိပ္ပာယ်ကိုလူအများစုနားလည်ပြီးသားဖြစ်မယ်လို့ထင်ပါတယ်ကျွန်တော်ရဲ့အယူအဆအရ Factory fault ကိုနှစ်မျိုးထပ်ပြီးခွဲခြားပါတယ်ပထမတစ်ခုကတော့ production error ဖြစ်ပါတယ်ဒါကတော့စက်တလုံးချင်းစီမှာချို့ယွင်းမှုပါလာတဲ့ပုံစံမျိုးမဟုတ်ပဲထုတ်လုပ်တဲ့ concept မှားပြင်ပြီး product အမျိုးအစားတစ်ခုလုံးထိခိုက်ပျက်စီးသွားတာမျိုးကိုဆိုလိုတာပါကျွန်တော်တို့အားလုံးသိလိုက်တဲ့ဥပမာမျိုးကိုပေးရရင်တော့2016ခုနှစ်မှာထုတ်လုပ်ရောင်းချခဲ့တဲ့ Samsung ရဲ့ Note 7မှာတပ်ဆင်ထားတဲ့ battery တွေရဲ့ design ချို့ယွင်းမှုဖြစ်ပြီးကမ္ဘာတစ်ဝန်းက Note 7တွေထပေါက်ကွဲတာကိုမှတ်မိကြဘူးလို့ထင်ပါတယ်နောက်ထပ် factory fault တစ်မျိုးကတော့အရေးအတွက်အများအပြားမှာဖြစ်တာမျိုးမဟုတ်ပဲထုတ်လုပ်တဲ့စက်ရဲ့အမှားသို့မဟုတ်လူရဲ့အမှားကြောင့်ဖြစ်တတ်တဲ့ဟာမျိုးဖြစ်ပါတယ်ဥပမာဖုန်းအသစ်မှာချစ်ရပါလာတာမျိုးအနည်းငယ်ညစ်ပေနေတာမျိုးဖြစ်နေတာကိုပြောတာပါ iPhone 16 Pro Max ရဲ့ speaker error အကြောင်းကိုဆက်ရအောင်အပေါ် speaker နဲ့ out speaker လို့ပြောလိုက်ရင်ဘာကိုပြောတာလဲမြင်သာပါတယ်အပေါ် speaker ကိုညာဘက် speaker လို့လည်းခေါ်ပြီး out speaker ကိုဘယ်ဘက် speaker လို့လည်းခေါ်ပါသေးတယ်ဖုန်းကိုအလျားလိုက်ထားပြီးဗီဒီယိုကြည့်တဲ့အခါအပေါ် speaker ဟာညာဘက် speaker အဖြစ်အလုပ်လုပ်ဖို့ဒီဇိုင်းဆွဲထားလို့ဖြစ်ပါတယ်ဒါကိုကိုယ်တိုင်စမ်းသပ်ချင်ရင် YouTube မှာ left right speaker test ဆိုတဲ့အသံဆန်းတဲ့ဗီဒီယိုမျိုးကိုဖွင့်ကြည့်ရင်သိနိုင်ပါတယ်ကျွန်တော်ဖော်ပြချင်တဲ့ error ကတော့အဲ့ဒီအပေါ် speaker တစ်ဖြစ်လဲညာဘက် speaker မှာအက်တဲ့အသံပါလာတာဖြစ်ပါတယ်ဘယ်လိုအခြေအနေမှာအက်တယ်လဲဆိုတော့ဖုန်းကို speaker ဖွင့်ပြောပြီး volume level ကိုအမြင့်ဆုံးအထိတင်လိုက်တဲ့အခါမျိုးမှာအက်တန်ကိုထင်ထင်ရှားရှားကြားရမှာဖြစ်ပါတယ်နောက်တစ်နည်းက auto reply voice message မျိုးကို volume အမြင့်ဆုံးထားပြီး speaker ဖွင့်နားထောင်လိုက်တဲ့အခါမျိုးမှာကြားရပါတယ်ဒါကိုကိုယ်တိုင်စမ်းသပ်နိုင်ဖို့နှစ်သက်ရာခဏန်းသုံးလုံးကိုနှိပ်ပြီးနံပါတ်မှားနေတယ်ဆိုတော့ auto reply voice message ကိုအထက်ပါနည်းအတိုင်းနားထောင်ကြည့်နိုင်ပါတယ်ဒါဟာတကယ်တော့မြည်သည့်ဖုန်းတော်တော်များများမှာမဆိုဖြစ်တတ်တဲ့အရာတစ်ခုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ငကိုကလေးကဖုန်းပြောဆိုခြင်းလုပ်ငန်းအတွက်တယ်လီဖုန်းနည်းပညာမှာက low quality audio ကိုသာအသုံးပြုထားတာကြောင့်လို့အလွယ်ပြောရမှာဖြစ်ပါတယ် volume level ကိုအမြင့်ဆုံးအထိတင်ထားတာကြောင့်အတန်တိုးနေတဲ့ဖုန်းတွေမှာတော့မသိတာမျိုးလည်းရှိနိုင်ပါတယ် iPhone 16 Pro Max မှာလည်းဒီ issue ကိုဆက်တွေ့ရပါတယ်ကျွန်တော်လက်တွေ့ဆန်းပြပါမယ်ခေါ်ဆိုသောဖုန်းနံပါတ်မှာမှားယွင်းနေပါတယ်စစ်ဆေးပြီးမှပြန်လည်ခေါ်ဆိုပါရှင် The number you have dialed is incorrect. Please check and try again. နောက်တစ်မျိုးကတော့တချင်းဖြစ်ဖြစ် YouTube ဗီဒီယိုဖြစ်ဖြစ်အတန်ပါတဲ့ media တစ်ခုခုကို volume level အမြင့်ဆုံးအထိထားပြီးနားထောင်ကြည့်လိုက်တဲ့အခါတစ်ခါတရံအပေါ် speaker စီကအတန်ကိုကြားရမှာပဲဖြစ်ပါတယ်ဒီ issue ကိုကျွန်တော်အနေနဲ့3ရက်အတွင်းဖောက်ခဲ့တဲ့ iPhone 16 Pro Max အသစ်နှလုံးမှာတွေ့ကြုံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ဖောက်ခဲ့တဲ့ iPhone 16 Pro Max နှလုံးမှာပဲဖြစ်နေနိုင်တယ်လို့ယူဆနိုင်ပေမဲ့တကယ်တမ်းတော့ဒီလိုတိုက်ဆိုင်မှုဆိုတာအရန်လွယ်ကူတဲ့အခြေအနေတော့မဟုတ်ပါဘူးဒီ issue နဲ့ပတ်သက်ပြီး online မှာရှာဖွေကြည့်တဲ့အခါမှာလည်းတော်တော်များများကကျွန်တော်နီးတူဆွေးနွေးထားကြတာကိုတွေ့ရပါတယ်ဝင်ဖတ်လို့ရအောင်အောက်မှာ link ချပေးထားပါတယ်ဒီနေရာမှာ speaker နဲ့ပတ်သက်တဲ့ theory တစ်ခုကိုထည့်ပြောရပါဦးမယ်ဒါကတော့ speaker အများစုဟာအတန်တစ်ခုခုကိုအမြင့်ဆုံး volume level နဲ့ဖွင့်လိုက်တဲ့အခါအတန်ထွက်ပေါ်လာစမြဲဖြစ်ပါတယ်ဒီအချက်ဟာလည်းထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ iPhone 16 Pro Max ရဲ့ speaker အတန်ဟာကျန်ဖုန်းတော်တော်များများထက်တိတိတတ်တာကျယ်နေတာကိုသတိပြုမိပါတယ်ဒီအချက်ဟာလည်းအမြင့်ဆုံး volume ကိုတင်လိုက်တဲ့အခါ speaker ကိုအက်သွားနိုင်ခြေရှိတဲ့အချက်ဖြစ်ပါတယ်နောက်ထပ်တစ်ချက်ကတော့ iPhone တွေကိုထုတ်လုပ်တဲ့အချိန်ဖြစ်ပါတယ် iPhone တွေကိုထုတ်လုပ်တဲ့အခါမှာတပြိုင်တည်းအရေးအတွက်အကုန်ထုတ်လုပ်လိုက်တာမျိုးမဟုတ်ပဲဝယ်လိုအားပေါ်မူတည်ပြီးအတုပ်ခွဲပြီးထုတ်တာဖြစ်ပါတယ်ဥပမာကျွန်တော်ဖောက်လိုက်တဲ့ iPhone 16 Pro Max ဆိုရင်2024ခုနှစ်အောက်တိုဘာလကတက်ဆင်ထုတ်လုပ်ထားတဲ့ iPhone တွေဖြစ်ပါတယ်ဒီလိုခွဲထုတ်ထားတဲ့အတုပ်တွေပေါ်မူတည်ပြီးဒီ error issue ဟာလည်းအပြောင်းအလဲဖြစ်နိုင်ပါတယ်ဆိုလိုတာကအချို့အတုပ်တွေမှာသာဖြစ်နေတာမျိုးပါနှစ်စဉ်နှစ်တိုင်းအသစ်ထွက်တဲ့ iPhone တွေဟာ US ဒေါ်လာနဲ့ဆိုရင်ဈေးနှုန်းအပြောင်းအလဲနည်းပါပေမဲ့ကျွန်တော်တို့မြန်မာတွေရဲ့အခြေအနေမှာတော့အလွန်ဈေးကြီးတဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့်အသေးစိတ်ကစပြီးဂရုစိုက်ကြရတာလည်းဖြစ်ပါတယ်လက်တွေ့ကျကျပြောရရင်စက်ရုံကထုတ်လိုက်တဲ့ iPhone 16 Pro Max တိုင်းမှာဖြစ်နေတာလားကျွန်တော် packing ဖောက်လိုက်တဲ့နှလုံးမှာပဲဖြစ်နေတာလားဆိုတာကိုတော့ကျွန်တော်မသိပါဘူးဒီအနေနဲ့လက်ထဲမှာရှိတဲ့ iPhone 16 Pro Max ကိုအခုပဲစမ်းသပ်ကြည့်လိုက်ပါအကယ်၍ကျွန်တော်ဖော်ပြခဲ့သလိုဖြစ်နေတယ်ဆိုရင်တော့ volume level ကိုအမြင့်ဆုံးထိတင်လိုက်တဲ့အခါမှသာဖြစ်တဲ့ issue မို့လက်ခံနိုင်တဲ့ issue လို့ပဲယူဆပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ခင်ဗျာ comment တိုင်းကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်သ
တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ဆိုင်လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ်။ Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအသစ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်။